ဒါကြောင့် AR တိုင်းနဲ့ကဒါကျွန်တော်တို့ကပါတယ် ဒီကြီးမြို့တယ်ငါ့ အတိုင်းချောင်းနဲ့ IW ကြားတွေက ရုပ်သေးကုန်းကြီးပါ ဒေါင်းရင်အုပ်စုထဲမှာကျွန်တော်ရောက်ရှိနေပါတော့အခုရက်ရှိရတာရုပ်သေးကုန်းကြီးရမှာကျွန်တော်ရောက်နေရဖြစ်ပါတယ်နော်ဒီရွာမှာဆိုရင်အခု45အိမ်ရှိတယ်စစ်ပေးရှောင်နေဆိုရင်တော့ဟုတ်တာပေါ့နော်ဟုတ်လား40အကုန်လုံးစုစုပေါင်းစစ်ပေးရှောင်နေဆို45အိမ်ရှိရပေါ့နော်ဒီမှာတော့အကုန်လုံးမြင်နေတိုင်းပဲရေတွေအကုန်လုံး မထောက်မိ မြုပ်သွားတယ်ပေါ့နော်အပေါ်လည်းတော်တော်အနက်ကြီးပဲဒီမှာဘာတွေခက်ခဲဖြစ်လဲဆိုကျွန်တော်စားဝတ်နေရေးခက်ခဲဖြစ်တယ်ပေါ့နော်စားဝတ်နေရေးခက်ခဲဖြစ်တယ်ဆေးခက်ခဲဖြစ်တယ်ဒါကြောင့်ကျန်းမာရေးအတွက်အရေးပေါ်လိုအပ်မဲ့ကာကွယ်ဖို့တွေလိုအပ်တယ်ပေါ့နော်အသိပညာပေးတွေလိုအပ်မယ်ဒီမှာညခုကျန်းမာရေးသွားမယ့်နေရာမှာတော်တော်လေးကိုခက်ခဲဖြစ်တယ်ပေါ့နော်ထမင်းဆက်ရှာဖို့ကလည်းမလွယ်ဘူးနောက်ကြောင့်အဓိကအတောက်ရည်ကလည်းကျွန်တော်ဒီမှာတော်တော်လေးကိုရှားပါသွားပြီပေါ့နော်ရင်းတုံငင်းနေဆိုရင်လည်းအခုသုံးလို့မရတော့ဖြစ်သွားပြီပေါ့နော်ဟောဒါအခုလက်ရှိကကျွန်တော်တို့ကထမင်းတွေဒီမှာလာရိတ်မီလေးပေါ့နော်လာပြီးတော့ချက်ပေးတယ်ပြီးတော့ဒီမှာပဲပေါင်းလေးတွေဒါကျွန်တော်တို့နိုင်တလောက်ပေါ့နော်ဒီမှာလာပို့ပြီးရပေါ့နော်ဒါကတော့ဒီဒေသမှာဒေသခံမှာပေါ့နော်ကျွန်တော်တို့လိုက်ပြီးတော့ price တက်လုပ်ပေးနေတဲ့ဒီပါကိုကြီးနာမည်လေးမိတ်ဆက်ပြီးတော့ဒီမှာဒေသမှာတကယ်ဟိုဘာတွေလိုအပ်လဲပေါ့နော်ဘာတွေခက်ခဲနေလဲအဲ့လေးပြောပြပေးပါဦးဟုတ်ကျွန်တော်နာမည်ကတော့ကိုတင်လိုင်ဖြစ်ပါတယ်ဒေါင်းကြီးအုပ်စု9ရွာပေါ့9ရွာမှာအခုလောလောဆယ်လိုအပ်ချက်ကလေးတွေကစမ်းစီဆေးဝါးနဲ့ရေသန့်ဒါကတော့တော်တော်အခက်အခဲလေးဖြစ်နေပါတယ်အဲကြောင့်မလို့ကျွန်တော်တို့လည်းအခုလောလောဆယ်တက်နိုင်တဲ့လောက်အလူရှင်တွေစီရနေပြီးတော့မြစ်တာရက်ခံပြီးတော့လူတန်းပေးနေတာဒီနေ့အချိန်ထိဆိုရင်ဒါဓမ္မစံလေးတွေလီအိမ်လေးတွေဒါလက်တလို့ချက်မစားနိုင်လို့ဒီမှာဒါတနေ့တာရဲ့ဒါထမင်းဟင်း မိဘကပြောက် ချက်ပြုတ်ပြီးတော့ဒါကျွန်တော်တို့အခုလိုက်ပြီးတော့လူတန်းလေးပေးနေတာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ရွာဆိုမိဘကပြောက်နေတာအကုန်မြုပ်တာမိဘကပြောက်အိမ်ပေါ်မှာတော့ဟိုအိမ်ပေါ်တော့ဘာလို့ရှိတယ်တချို့ဆိုခါလောက်ရှိအိမ်ပေါ်သွားဟိုအိမ်လေးဆိုတော့ခါလောက်ရှိတယ်အိမ်ပေါ်မှာဘလို့မှကိုလုံးချက်စားလို့မရဘူးကျွန်တော်ရေရှည်ဘယ်လိုစဉ်းစားတာရှိတော့ဟုတ်ကဲ့ရေရှည်ဘယ်လိုစဉ်းစားတာကျွန်တော်ရေရှည်ဘယ်လိုစဉ်းစားထားလဲဆိုတော့အလူရှင်တွေလာရင်လာမလားလို့ရှင်တော့ကျွန်တော်တို့မှာတော့အခက်အခဲကြီးတယ်ဘိုက်ပေါက်ဖို့ပဲရှိတယ်ဗျတက်တယ်ပြောရတော့အခုတခါလေးမြရေဆက်တက်မယ်ဆိုရင်ဘယ်သွားနေမလို့ကျွန်တော်ရေဆက်တက်ရင်တော့ဒီမှာနေလို့မရတဲ့အဆိုးကြတယ်တာဘောတက်နေရမှာတာဘောအဲ့တခုလေးပဲရှိတယ်ဟုတ်ကဲ့တာဘောဖောင်ထိုးပြီးတက်နေရမှာတော့ရှိတယ်ဟုတ်ဟိုကျမကြီးတော့ဘာစဉ်းစားတာရှိကျမကြီးတော့ကဆေးဝါးကျွန်တော်အကြိုက်ခဲပြောင်းဆေးတို့ခုနနာစီချောင်းတို့ပြောင်းဆေးပေါ့ဗျာအခုလောလောဆယ်ရင်းနဲ့ဆိုတော့မနေဘူးတဲ့အခါကျတော့ရေမတက်ဘူးတဲ့အခါကျတော့ကျွန်တော်မှအခုရင်းနဲ့တော့ပတ်သက်လို့ဟိုဖျားနာကြိုက်ခဲမှုတွေလည်းရှိတယ်တော့တချို့ဆိုတော်တော်ဖျားနေတာတွေရှိတယ်အဲ့ဒါလေးတွေဆေးဝါးလိုတယ်ပေါ့ဗျာအဲ့တော့စီးတို့ဆန်းတို့ဆေးဝါးတို့ရေးတို့အဲ့လိုအခက်အခဲတွေရှိတယ်အဓိကပိုးကြရေးသားတော့အဓိကပိုးကြတာနော်အခက်အခဲဆုံးနဲ့ဘာတွေအကူအညီတောင်းမလဲပေါ့နော်အခက်အခဲဆုံးကဘာလဲတကယ်အရေးပေါ်အကူအညီတောင်းမယ်ဆိုဘာတွေအကူအညီတောင်းမလဲပေါ့မီးလိုမယ်ကျွန်တော်တို့မီးရလည်းဖြတ်ပလိုက်တော့လက်စင်မီးရလည်းဖြတ်ပလိုက်ပြီးရေများတော့မီးလိုမယ်မီးအိမ်လေးတွေဘာလေးလိုမယ်လောလောဆယ်ရေသားအဓိကထားလိုတယ်ပြောပါတော့ဗျာဟုတ်ကဲ့ရေသားနဲ့စားစီရပါနော်ဟုတ်ကဲ့စားစီရဟုတ်ကဲ့အခုမီးရရတော့ဒါကျွန်တော်တို့ဒီနေ့ဒါဘာပဲဖြစ်ဒီ45အိမ်သာကိုကျွန်တော်တို့လင်းနိုင်အောင်တော့ဒါတတ်နိုင်ဆုံးကျွန်တော်တို့ဒီမှာအောင်ကြပေးထားပြီဟုတ်အောင်ကြပေးထားတယ်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီပါ AR တိုင်းမှာကတော့အကုန်လုံးပေါ့နော်လေးမျက်နှာကျွန်တော် interview ကြုံပြောအတိုင်းချောင်းဒါဟိုအကုန်လုံးရေလွှမ်းမှုထားတဲ့အကုန်လုံးကတော့အခက်ခဲတွေကတော့အတူတူပါပဲအဓိကရေတောက်ရည်နဲ့ကျမ်းမာရေးမစားဖို့နေကြီးပေါ့နော်အဲ့ဒါတွေကတော့တပြေးညီအကုန်လုံးလိုအပ်နေပါနဲ့ဒီဆရာသမားကူညီလို့ကျွန်တော်တို့ဆိုရင်ရေပြင်းပဲရှိတယ်ပေါ့နော်ကုန်းမြင်ကရှားတော့ရှားနေပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒီဗီဒီယိုပိုင်းကြည့်ချူပြီးတော့လူတွေလည်းဒီဘက်ကိုဝိုင်းဝန်းပြီးတော့အကူညီပေးပါလို့ပြောရတဲ့ဒီကိုချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာတင်းတောင်ပါ